ကျော်ကြီးမင်းငါကောင်းခံထားရတယ်နော် စိတ်ချပါကိုကြီး အခုဆိုရင်ခုတ်ဆိုခုတ်တောက်ဆိုတော့ကြားလား စိတ်ချ ဘောတော့နေလာပြောင်းလို့နော်ဟေးတရားမလို့နဲ့နော်ငါတို့ဓမြတွေ နောက်ဆုံးတော့ရင်မဖဲတဲ့ကွယ်ပေါက်တဲ့ဆိုရဲစေမြင်ရှိဖြစ်တဲ့ဆိုရဲစေ ကိုကြီးလုံးလုံးမလားကိုကြီး ဟဲ့ငုံမင်းပြောတာမှားနေငါပြောပြငါတို့အိမ်ထဲကိုရောက်ပြီးတာနဲ့တကားကြီးရှာမဟုတ်တကားရှာပြီးငါတို့ကားဖွင့်ပြီးမှအိမ်ထဲကိုရောက်မှာဟုတ်တယ်မဟာဟုတ်ကောမရောက်သွားတယ် ဟာရမေးပါဖြစ်နေတယ် ဟာဟောမင်းပဲသွားလို့ကွာမ ဟော ပြော မ မ င်း စ ကခုနကတေးပေါက်မယ်လို့ပြောရတယ်လေ ဩသေးတော့ပေါက်နေသေးတယ်ကိုဒီမှာငါပြောနေတော့ ဩရပြီပြောခုပြောပါရ ဒီလိုကွာငါတို့တကားရှာပြီးတာနဲ့အိမ်ထဲကိုဝင်မယ်ဟုတ်ပြီနော် ဒီတော့တကားမတွေ့ရင်ရော တကားမတွေ့ရင်ပြန်မှာပေါ့ကွာ အေးအဲ့ဒါတခုရှိတယ် ဟာယောအိမ်မဲကွာတကားရှိရောမင်း ငါမတွေ့မှဆိုတော့ဟာရှိမှာပဲနော် အေးတကားဝင်ပြီးသွားပြီဆိုတာနဲ့အိမ်ထဲမှာအဲ့လိုလူနှစ်ယောက်ပူးလောက်နိုးလာတဲ့အခါကြာရင် ဘယ်လိုနှစ်ယောက်ဘူးလဲ ဩဟိုဟာလေကွာဟိုဟာဇင်ချင်းဆက်တို့ဖင်ချင်းဆက်တို့ ချင်းချင်းဆက်တို့ဖင်ချင်းဆက်တို့တော့လာတော့တယောက်ပေါ့ကွာနိုးလာလေတယောက်ပဲရှိမှာပေါ့ အေးကွာအေးတယောက် ချင်းချင်းလာဆက်နေ အဲ့တယောက်နိုးလာတဲ့အခါကြာရင်လေဟဲ့အတန်အထွတ်မခံနဲ့နော်ဒါနဲ့ဆွဲခုတ်ပြီးလဲပြီးပိုင်းလာချလိုက် ဟာသူကြီးထွက်လာဘယ်လိုလုပ်မလဲ ဟောသွေးလေးကန်တော့ပြစ်လိုက်ပေါ့ ငါမမရတာ ဟဲ့သွေးတွေကတိုင်းပဲလာပြောနေသေးတယ်ကွာ ဒီတိဘူးလေမင်းမရွတ်ဆို ဟာတော့တီးပြီထားလိုက်ပေါ့ ဩ မင်းကလေအေးငါတို့အခုအိမ်ထဲရောက်သွားတာနဲ့လူတက်ပြီးသွားရင်ပစ္စည်းရှာရမှာနော်